Hello， 大家好。来，老师的今天 video 嘛咯，နောက်ထပ်သရုပ်စလုံးလေးလေးလုံးကိုရေးရအောင်ဒီနေ့ရေးမှာကတော့ဦးငါနော်老师ပြလေးရေးပြမယ်ဦးကရည်ဟန်အမိုးလေးရင်ဆွဲမယ်ပြီးတော့မှရည်ဖြဲတောင်လေးဆွဲပြီးတော့မှဟန်ကျနော်ဒါလေးတစ်ခုလုံးအမိုးအောက်မှာရှိအောင်ဆွဲမယ်နော်အောက်ကညီကြီးလေးဆွဲလိုက်ရင်ဒါလေးကဝူဆိုတဲ့စလုံးလေးဖြစ်သွားပြီသူကဖြင်းရင်းနဲ့ဆိုရင်ဝူ W U ပေါ်မှာဆန်းဆန်းလေးတင်ရတယ်နော်သူရဲ့အဓိပ္ပာယ်က five နော်ဒါဆိုရင်သူကဝူလေးကစုပ်ချက်ပတစ်ချက်ရှိတယ်ဆိုရင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်စုစုပေါင်းစုပ်ချက်လေးချက်ရှိပါတယ်နော်ဒါလေ့ကျင့်ကြည့်မယ်နော်လိုက်နောက်တစ်လုံးသွားမယ်လျှို့လေးရတော့老师တို့ရည်点ရည်ဟန်ရည်ဖြဲရည်နာဒါဆိုရင်လျှို့လေးရပါပြီနော်သူကိုလဲယိုလျှို့စစ်ဆန်းလျှို့ယူပေါ်မှာတင်ရမယ်နော်သူက6ဆိုတဲ့အဓိပ္ပာယ်လေးပါသူကစုပ်ချက်စုစုပေါင်းတစ်ချက်နှစ်ချက်သုံးချက်လေးချက်စုစုပေါင်းစုပ်ချက်၄ချက်ရှိပါတယ်နော်ဟုတ်လောက်ဆို5 6ပြီးတော့နောက်ထပ်နှလုံးသားအောင်ခု8လေးရေးကြမယ်နော်ဟုတ်လိုက်ဒါဆိုရင်အခုနံပါတ်9ကလေးရေးအောင်9ကတော့လွယ်တယ်ဤဖြယ်လေးအရင်စဆွဲမယ်ပြီးတော့မှစုဝမ်ကိုပြီးသွားပြီဒါဟာချီချီဤစံချီအိုင်ပေါ်မှာတင်ရမယ်တစ်တန်လေးသူကစုပ်ချက်လေးကတစ်ချက်နှစ်ချက်စုစုပေါင်းစုပ်ချက်နှစ်ချက်ရှိပါနော်ပါလေးကတော့လောက်ဆိုနောက်တစ်လုံးသွားမယ်နော်ပါလေးကဤဖြဲသူ့ရဲ့အပေါ်ထိတ်ကလေးကနေရီနာသူတို့နှစ်ခုကမထိနေရဘူးနော်ပါပေါ်အားပါရီစံပါအေပေါ်မှာတင်ရမယ်နော်စံတယောက်ကလေးကနော်လောက်ဆိုစုပ်ချက်ကတစ်ချက်နှစ်ချက်စုစုပေါင်းနှစ်ချက်ရှိပါတယ်နော်好ဒါဆိုရင်လောက်ဆိုတော့ဒီနေ့ဒီစလုံးလေးလုံးကိုတူရေးပြီးတော့အိမ်မှာပြန်ကြက်ကြမယ်နော်ဒါ大家再见လောက်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်再见了